မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှကတော့ကိုသက်ဆိုင်ကိုရဲ့မွေးနေ့လူပြည့်လှူဒန်းပေးတာဖြစ်ပါတယ်အာဟာရဒါနတရက်စာအတွက်ကုန်ကျငွေ12သိန်းကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မွေးနေ့ရှင်လည်းမွေးနေ့မှာစရွေနောက်နှစ်ပေါင်းများစွာအတိုင်းကိုစိတ်နှဖျားချမ်းသာချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ပါစေစီးပွားလာပါများလဲပွင့်လန်းဝေစားကြပါစေရှင်အလုံးကိုင်ကြံစီများလဲအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရေဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလဲဖြစ်ကြပါစေရှင်ရရှိပြီးသောစည်းစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်ရှင်